Moises Caicedo နဲ့ Enzo Fernandez တို့ရဲ့အတွက်ဒီ St. James Park မှာပထမဦးဆုံးရင်ဆိုင်ကစားတာကိုကျွန်တော်တို့တွေ့မြင်ရဖို့ရှိပါတယ်မင်္ဂလာပါဝင်းပေါ် channel ကနေအားလုံးကိုကြိုဆိုပါရစေ။တို့ဒီစနေနေ့မှာဆိုရင်တော့တကယ်ကိုကြည့်လို့ကောင်းမယ်နယူကာဆယ်နဲ့ Chelsea တင်းပွဲစဉ်ရှိပါတယ်။ဒီပွဲစဉ်ကတော့စနေနေ့ညမြန်မာစံတော်ချိန်9နာရီမှာကစားမှာဖြစ်ပါတယ်။ Chelsea ကတော့ပြီးခဲ့တဲ့တစ်ပတ်ကအင်္ဂလန် Stamford Bridge မှာ Everton တင်းကို2-9 မီဆိုရလနဲ့အနိုင်ရရှိခဲ့တယ်။အဲ့ပွဲစဉ်မှာဆိုရင် Chelsea တင်းရဲ့အဓိကကကိုပါမှာဒဏ်ရာကနေပြန်လည်တက်တာလာပြီးနောက် Chelsea အတွက်ပွဲထွက်ကစားမအနေနဲ့ကစားခဲ့တယ်။ပြီးရင်ကျွန်တော်တို့ဒီ Chelsea အတွက်ဒီဥဆောင်ကိုသွင်းယူပေးခဲ့တယ်။ဒီကိုပါမှာပြန်လည်ပါဝင်လာခဲ့တဲ့အတွက်ကြောင့် Chelsea ရဲ့တိုက်စစ်ကရင်ကားထက်ပိုပြီးတော့ကျွန်တော်ထက်မြက်လာတာကိုတွေ့ရတယ်။နောက်ပြီးဒီပွဲစဉ်မှာ Chelsea အတွက်သတင်းကောင်းကဘာလဲဆိုတော့ဒီ Moises Caicedo က Arsenal နဲ့ပွဲကထိခဲ့တဲ့အနီးကပ်ကြောင့်သူ3ပွဲလွဲချော်ခဲ့တယ်။ဒါကြောင့်ဒီ Newcastle နဲ့ပွဲစဉ်မှာဆိုရင် Moises Caicedo ပြန်လည်ပါဝင်လာမယ်။ဒါကြောင့်ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ Enzo Fernandez နဲ့ Moises Caicedo အတွဲကိုကျွန်တော်တို့ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။နောက်ပြီး Chelsea ရဲ့ဒီပွဲစဉ်ဖြစ်နိုင်ပွဲလူစင်းကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာတိုက်စစ်မှာ Joberto ပွဲထွက်လာပဲရှိပြီးတော့ကျွန်တော်တို့ Beltman နဲ့ဒီညာနောက်ပိုင်းမှာဆိုရင်တော့ဒီ Garnacho နဲ့ Patrona တို့ပဲဖြစ်ဖို့များပါတယ်။ပြီးရင်နံပါတ်10လို့နေရာမှာကိုပါမှာကွင်းလယ်အတွက်ဖတ်နေရမှာဆိုရင်တော့ Enzo Fernandez နဲ့ Moises Caicedo အတွဲဖြစ်ဖို့များပါတယ်။ပြီးရင်ကျွန်တော်တို့ညာနောက်ခံနေရာမှာဆိုရင် Malo Gusto ဘယ်နောက်ခံနေရာမှာဆိုရင်ကျွန်တော်တို့ Marc Cucurella ပြီးရင်ဒီဘိုခံစစ်နေရာမှာဆိုရင်တော့ဒီ Chalobah နဲ့ Fofana တွဲဖြစ်ဖို့များပြီးတော့ကိုသမားကတော့ Robert Sanchez ဖြစ်ဖို့များပါတယ်ဆိုတော့ Chelsea ကတော့ဒီပွဲစဉ်မှာအတောင်အတင်းတုံးလူစင်းနဲ့ပွဲထွက်လာပဲရှိတယ်ကျွန်တော်တို့တစ်ဖက်က Newcastle ရဲ့ကျွန်တော်တို့ဒီအနေထားကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာ Newcastle ကဒီနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်သူတို့ကဒီ3ပွဲနိုင်ပြီးတော့တပွဲတရေတပွဲရှုံးနေထားတယ်သူတို့ဒီအိမ်ဝင်းပွဲစဉ်တွေဖြစ်တဲ့ဒီ Manchester City ကိုအိမ်ဝင်းမှာ2-9ဆိုရရလနဲ့နိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီTottenham Hotspur နဲ့တစ်ဖက်2စီတရေကြတယ်ပြီးရင်ကျွန်တော်တို့အိမ်ဝင်းမှာဘန်လေးကို2-9ဆိုရရလနဲ့နိုင်တယ်ပြီးရင်ကျွန်တော်တို့ Everton ကိုအဝေးကွင်းမှာ4-9ဆိုရရလနဲ့နိုင်တယ်ပြီးရင်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်က Sunderland တင်းကိုအဝေးကွင်းမှာ2-9ဆိုရရလနဲ့ရှုံးတယ်ပြီးတော့လက်ရှိကားရဲဖောင်အနေထားတော့နှစ်သင်းလုံးအရင်ကြီးမကွာဘူး Chelsea ကလည်းနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်သူတို့ဒီနှစ်ပွဲနိုင်နှစ်ပွဲတရေကြပြီးတော့တစ်ပွဲရှုံးနေထားတယ်ရှုံးနေထားတဲ့ပွဲကတော့ Leeds United နဲ့ပွဲကို3-9ဆိုရရလနဲ့ရှုံးတယ်တရေကြတဲ့နှစ်ပွဲကတော့ဒီ Arsenal နဲ့ England Stamford Bridge မှာတစ်ဖက်9စီတရေကြတယ်ပြီးရင်ကျွန်တော်တို့ဒီဘုံမောင်းနဲ့အဝေးကွင်းပွဲစဉ်မှာဂိုးဖြစ်တရေကြတယ်ပြီးခဲ့တဲ့ဘက်ကတော့ Everton တင်းကို2-9ဆိုရရလနဲ့နိုင်ဆိုတော့လက်ရှိအနေထားကတော့နှစ်သင်းလုံးကအရင်ကြီးမကွာဘူးသူမသာကိုမသာတဲ့အနေထားမှာရှိတယ်ပြီးရင်ကျွန်တော်ဒီနှစ်သင်းကြားထိတိုက်တွေ့ဆုံမှုကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာနောက်ဆုံး6ကြိမ်ထိတိုက်တွေ့ဆုံမှုမှာဆိုရင် Newcastle က3ကြိမ်ထိနိုင်ပြီးတော့ Chelsea က2ကြိမ်အနိုင်ရထားပါတယ်ပြီးရင်ကျွန်တော်ဒီတစ်ကြိမ်တည်ကြထားပါတယ်ပြီးတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာဘာလဲဆိုတော့ Newcastle ရဲ့St. James Park မှာနောက်ဆုံး3ကြိမ်ထိတိုက်တွေ့ဆုံမှုမှာ Newcastle က3ကြိမ်စလုံးအနိုင်ရရှိထားပါတယ်နောက်ပြီး Newcastle ကသူတို့ရဲ့အိမ်ကွင်းမှာဆိုရင် Asian ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူကြမ်းကြမ်းတမ်းကစားလေးရှိပါတယ်ပြီးရင်ကျွန်တော်တို့အားတာတဲ့ရုပ်ပိုင်းဆိုင်ရာကိုအကောင်းဆုံးအသုံးပြုပြီးတော့ပြိုင်ဘက်ကိုအလဲထိုးလေးရှိတယ်တစ်ဖက်ကဒီ Chelsea ကိုပြန်ကြည့်မယ်ဆိုရင် Chelsea မှာလည်းဒီ Marc Cucurella လို့ဒီ Malo Gusto တို့လို့တကယ်ကိုမှဒီ inverted fullback ကစားသမားတွေကောင်းမွန်မှုနဲ့အတူကျွန်တော်ကွင်းလယ်ထိတက်ကစားတယ်ပြီးရင်ကျွန်တော်ကွင်းလယ်မှာလူအင်အားပုံမှုများပြားပြီးတော့ပြိုင်ဘက်ကိုကွင်းလယ်ကနေအသာစီးယူပြီးတော့ Chelsea ကပွဲကိုလွှမ်းမိုးပြီးကစားတယ်နောက်ပြီးကျွန်တော်ဒီ Moises Caicedo လို့တကယ်ကိုမှရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ကစားသမားပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာ Chelsea တို့အခွင့်အရေးရှိတယ်ပြီးရင်ကျွန်တော်တို့ဒီ Chelsea ဒီ St. James ဘက်မှာရှုံးတဲ့နောက်ဆုံး3ပွဲကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော် Enzo Fernandez နဲ့ဒီ Moises Caicedo တို့အတွဲကိုအသုံးမပြုထားတာကိုတွေ့ရတယ်ဒါကြောင့်ဒီပွဲစဉ်ကဆိုရင်ကျွန်တော်တို့ Moises Caicedo နဲ့ Enzo Fernandez တို့ရဲ့အတွဲဒီ St. James Park မှာပထမဦးဆုံးရင်ဆိုင်ကစားတာကိုကျွန်တော်တို့တွေ့မြင်ရဖို့ရှိပါတယ်ဒါကြောင့်ဒီပွဲကတကယ်ကိုကြည့်ကောင်းနိုင်တဲ့ပွဲစဉ်ရှိတယ်ဒါကြောင့်ကျွန်တော်အမြင်ပြောရရင်ဒီပွဲစဉ်က Chelsea အနေနဲ့အနိုင်ဆုံးတေလောက်ရသွားမဲ့ပွဲစဉ်တစ်ပွဲလို့သုံးသပ်မိပါတယ်ညီကိုတို့အမြင်ရောဘယ်လိုမြင်ကြလဲဒီပွဲစဉ်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့အမြင်လေးတွေကိုယ့်ရဲ့ဒီပွဲစဉ်ပေါ်ကိုရလက်လေးတွေကိုခံမှန်းပြီးတော့ comment ရေးပေးသွားလို့ရပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ